မင်္ဂလာပါဗျကျွန်တော်ဒီအစာအုပ်လေးကိုကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ဒီအစာအုပ်လေးကတော့ဒါလာအိုရွှေစည်းကန်ရဲ့မြောက်ဘက်မြို့ပြင်တနေရာမှာပေါ့ဗျာဒီအစာအုပ်လေးကိုကျွန်တော်တို့အဖွဲ့ရောက်လာရင်အကြောင်းရင်းကတော့ကျွန်တော်တို့ကဖောင်းလိုင်းတွေပြုလုပ်မှာဖြစ်ပါတယ်အဲဒီဖောင်းလိုင်းတွေလာဆင်မှာဖြစ်ပါတယ်အဲအရာလေးကိုတစ်ချက်လိုက်ကြည့်လိုက်ပါကျွန်တော်လှုပ်စင်တာကျွန်တော်စရောက်တော့ကျွန်တော်မအားလို့မတင်ပြလာပါတော့လှုပ်စင်တာတော့3ရက်လောက်ရှိပါပြီကျွန်တော်တို့က3ယောက်ထဲပါ3ယောက်ထဲစင်တာလှုပ်စင်တာ3ရက်လောက်ရှိပါပါကျွန်တော်ဒီနေ့မှအားလို့ဒီနေ့မှတင်ပြလိုက်တာပါဒါလေးကတော့ကျွန်တော်တို့အခုလက်ရှိလောက်ထားတာပေါ့နော်အပေါက်ကလေးကိုဒါအိမ်ရှင်ရဲ့အစိတ်တိုင်းကြပေါ့ဒါကတော့သူတို့အဆောင်ငါ့ကိုစောက်ထားတဲ့အစာအုပ်ပါနှစ်ထပ်အစာအုပ်ပါအိမ်ရှင်စိတ်တိုင်းကြကျွန်တော်တို့ပြုလုပ်ပေးနေရဖြစ်ပါတယ်ဒီဖောင်းလိုင်းနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့အဖွဲ့ကနေပြီးတော့ကျွန်တော်တို့အပြတ်ယူလိုက်တာဖြစ်ပါတယ်ဒါလာအိုရွှေစည်းကန်ရဲ့မြောက်ဘက်စင်မုံကန်းနဲ့3ဦးနဲ့ကြားပါဗျာအဲ့နာလေးမှာစင်မုံကန်းနဲ့3ဦးနဲ့ကြားမှာနှစ်ထပ်အစာအုပ်ကဖောင်းလိုင်းလေးတွေလုံးနေရဖြစ်ပါတယ်အခုကနေကင်ထမင်းစားနားလုံးလေးကျွန်တော်အားလို့တင်ပြလိုက်တာဖြစ်ပါတယ်ချက်လိုက်ကြည့်ပြီပါအစာအုပ်ကတော့ကြီးတယ်ဗျာနှစ်ထပ်ကျွန်တော်ပြီးတော့အဲ့အရာလေးပြပေးမယ်ပေါက်ကလေးကတော့အခုလက်ရှိဆိုရင်ဖြင့်6ပေါက်လောက်တော့ပြီးပေါ့နော်6ပေါက်လောက်တော့ပြီးတော့ပါပြီဒါလုံးစင်းတာကျွန်တော်တို့3ရက်ရှိတော့ပါပြီ6ပေါက်မဟုတ်ဗျာ12ပေါက်ပြီးတော့ပြီဗျာ12ပေါက်တော့လုံးစင်းတာ3ရက်ရှိတော့ပါပြီတော့တွေ့တာမှားပါလို့ပါတစ်ခန်းကို2ပေါက်တုံးဆိုတော့6ခန်းပြီးသွားပြီဆိုတော့12ပေါက်ပြီးသွားပြီပေါ့နော်အစာအုပ်ကတော့ဒီနေ့တိုင်းပါပဲနှစ်ထပ်ဆောင်ပါပေါ်မှာလည်းအပေါက်တွေပါသေးတယ်ကျွန်တော်တို့ဒီဖောင်းလိုင်းနဲ့ပတ်သက်တဲ့ဟာတွေပဲကျွန်တော်တို့ကလုံးမှာဖြစ်ပါတယ်ကျွန်တော်အစာအုပ်ရဲ့မင်္ဂလာပါဗျကျွန်တော်ဒီအစာအုပ်လေးကိုကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ဒီအစာအုပ်လေးကတော့ဒါလာအိုရွှေစည်းကန်ရဲ့မြောက်ဘက်မြို့ပြင်တနေရာမှာပေါ့ဗျာဒီအစာအုပ်လေးကိုကျွန်တော်တို့အဖွဲ့ရောက်လာရင်အကြောင်းရင်းကတော့ကျွန်တော်တို့ကဖောင်းလိုင်းတွေပြုလုပ်မှာဖြစ်ပါတယ်အဲဒီဖောင်းလိုင်းတွေလာဆင်မှာဖြစ်ပါတယ်အဲအရာလေးကိုတစ်ချက်လိုက်ကြည့်လိုက်ပါကျွန်တော်လှုပ်စင်တာကျွန်တော်စရောက်တော့ကျွန်တော်မအားလို့မတင်ပြလာပါတော့လှုပ်စင်တာတော့3ရက်လောက်ရှိပါပြီကျွန်တော်တို့က3ယောက်ထဲပါ3ယောက်ထဲစင်တာလှုပ်စင်တာ3ရက်လောက်ရှိပါပါကျွန်တော်ဒီနေ့မှအားလို့ဒီနေ့မှတင်ပြလိုက်တာပါဒါလေးကတော့ကျွန်တော်တို့အခုလက်ရှိလောက်ထားတာပေါ့နော်အပေါက်ကလေးကိုဒါအိမ်ရှင်ရဲ့အစိတ်တိုင်းကြပေါ့ဒါကတော့သူတို့အဆောင်ငါ့ကိုစောက်ထားတဲ့အစာအုပ်ပါနှစ်ထပ်အစာအုပ်ပါအိမ်ရှင်စိတ်တိုင်းကြကျွန်တော်တို့ပြုလုပ်ပေးနေရဖြစ်ပါတယ်ဒီဖောင်းလိုင်းနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့အဖွဲ့ကနေပြီးတော့ကျွန်တော်တို့အပြတ်ယူလိုက်တာဖြစ်ပါတယ်ဒါလာအိုရွှေစည်းကန်ရဲ့မြောက်ဘက်စင်မုံကန်းနဲ့3ဦးနဲ့ကြားပါဗျာအဲ့နာလေးမှာစင်မုံကန်းနဲ့3ဦးနဲ့ကြားမှာနှစ်ထပ်အစာအုပ်ကဖောင်းလိုင်းလေးတွေလုံးနေရဖြစ်ပါတယ်အခုကနေကင်ထမင်းစားနားလုံးလေးကျွန်တော်အားလို့တင်ပြလိုက်တာဖြစ်ပါတယ်ချက်လိုက်ကြည့်ပြီပါအစာအုပ်ကတော့ကြီးတယ်ဗျာနှစ်ထပ်ကျွန်တော်ပြီးတော့အဲ့အရာလေးပြပေးမယ်ပေါက်ကလေးကတော့အခုလက်ရှိဆိုရင်ဖြင့်6ပေါက်လောက်တော့ပြီးပေါ့နော်6ပေါက်လောက်တော့ပြီးတော့ပါပြီဒါလုံးစင်တာကျွန်တော်တို့3ရက်ရှိတော့ပါပြီ6
6ပေါက်မဟုတ်ဗျာ12ပေါက်ပြီးတော့ပြီဗျာ12ပေါက်တော့လုံးစင်က300ရှိသွားပါပြီတော့တွေ့တာမှားသွားလို့ပါတခန်းကို2ပေါက်တုံးဆိုတော့6ခန်းပြီးသွားပြီဆိုတော့12ပေါက်ပြီးသွားပြီပေါ့နော်အဆောက်အဦကတော့ဒီနေ့တိုင်းပါပဲနှစ်ထပ်ဆောင်ပါပေါ်မှာလည်းပေါက်တွေပါသေးတယ်ကျွန်တော်တို့ဒီဖောင်းလိုင်းနဲ့ပတ်သက်တဲ့ဟာတွေပဲကျွန်တော်တို့ကလုံးမှာဖြစ်ပါတယ်။ညောင်အဆောက်အဦရဲ့